မင်္ဂလာပါ CSO Academy မှာကြိုဆိုပါရစေ CSO Academy platform ကိုပထမဆုံးစတင်အသုံးပြုမဲ့ကျောင်းသားကျောင်းသူများနဲ့မိတ်ဆက်အဖွဲ့အစည်းများအနေနဲ့အရင်ဆုံး platform မှာအကောင့်အသစ်ဖွင့်ဖို့လိုအပ်ပါတယ်အကောင့်အသစ်ကို CSO Academy e-learning and development platform ရဲ့ website ကတဆင့်ဒါမှမဟုတ် application ကတဆင့်ဖွင့်လို့ရပါတယ် website ကတဆင့်ဖွင့်မယ်ဆိုရင်ပေမစာမျက်နှာကိုရောက်တဲ့အခါအကောင့်ဝင်ရန်ကိုနှိပ်ပြီးဖြစ်စေစတင်လေ့လာမည်ကိုနှိပ်ပြီးဖြစ်စေသင်တန်းလေးတွေကတဆင့်ဖွင့်မယ်ဆိုရင်စာရင်းသွင်းမည်ကိုနှိပ်ပြီးဖြစ်စေဝင်ရောက်ပြီးအကောင့်အသစ်ဖွင့်မည်ကိုနှိပ်လိုက်ပါ application ကတဆင့်ဖွင့်မယ်ဆိုရင်ဖုန်းထဲထည့်ထားတဲ့ CSO Academy application ထဲမှာအကောင့်အသစ်ဖွင့်မယ်ကိုနှိပ်ပြီးစတင်စာရင်းပေးသွင်းလိုက်ရုံပါပဲပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ platform အသုံးပြုသူရဲ့ကိုယ်ရေးအချက်အလက်တောင်းခံခြင်းမူဝါဒတွေအချက်အလက်တင်ဆက်ခြင်းမူဝါဒတွေကိုတိကျဖတ်ရှုပြီးသဘောတူလက်ခံကြောင်းအမှန်ချစ်ပြီးအကောင့်ဖွင့်မည်ကိုနှိပ်လိုက်ပါဒီစာမျက်နှာကိုရောက်ရင်တော့ကိုယ်ရေးအချက်အလက်တွေကိုအတက်နိုင်ဆုံးအမှန်ကန်ဆုံးဖြစ်အောင်ဖြည့်သွင်းရပါမယ်သင်တန်းပြီးမြောက်ကြောင်း certificate မှာယခုဖြည့်ထားတဲ့အမည်ကိုထည့်သွင်းပေးမှဖြစ်လို့အမည်အစစ်အမှန်ဖြစ်ရင်ပိုကောင်းပါတယ်email ဖြည့်သွင်းရမှာလေအမြဲအသုံးပြုနေတဲ့ email ကိုအသုံးပြုဖို့အကြံပြုလိုပါတယ် CSO Academy ကကြေညာချက်တွေနဲ့ CSO Academy သင်တန်းသူသင်တန်းသားတွေပဲပါဝင်နိုင်တဲ့လက်ဆောင်အစီအစဉ်တွေကို email ကနေတည်တံ့ပို့လို့ရှိလို့ပါအကောင့်စကားဝတ် password ကိုသတ်မှတ်တဲ့အခါအကောင့်လုံခြုံရေးပုံမကောင်းမှုစေဖို့ညွှန်ကြားထားတဲ့နည်းလမ်းလေးအတိုင်းထားရှိဖို့လိုအပ်ပါတယ်သတ်မှတ်ချက်တွေကတော့အင်္ဂလိပ်စာလုံးအကြီးအသေးကိန်းဂဏန်းများနဲ့ special character စာလုံးများအပါအဝင်အနည်းဆုံးစကားဝတ်၈လုံးထားရှိရပါမယ်။ပြီးရင်တော့မြားပုံနှိပ်ပြီးရှေ့ဆက်သွားလို့ရပါပြီ။ဒီစာမျက်နှာမှာတော့ email အတည်ပြုဖို့အတွက်အကောင့်ဖွင့်ရမှာသုံးခဲ့တဲ့ email ထဲမှာ CSO Academy ကပေးပို့လာတဲ့ OTP ကုတ်ကိုထည့်ပြီးမြားပုံကိုနှိပ်ကရှေ့ဆက်သွားပါ။တခါတရံ email inbox တွေထဲမှာမတွေ့ရပါက spam email folder ကိုစစ်ကြည့်ပေးဖို့လိုပါမယ်။အဆင့်ကိုရောက်ရင်တော့စာရင်းပေးသွင်းခြင်းအောင်မြင်သွားပါပြီ။အကောင့်ထွက်မည်ကိုနှိပ်၍စောင့်ဆိုင်းပေးဖို့လိုအပ်ပါတယ်။အချက်အလက်အပြည့်အစုံဖြင့်စာရင်းပေးသွင်းထားသူတွေကမှတင်နန်းတက်ရောက်ခွင့်ရရှိသူတွေကို24နာရီအတွင်း CSO Academy email ကနေအကြောင်းပြန်ပေးသွားမှာပါ။ဒါဆိုရင်တော့စာရင်းပေးသွင်းခြင်းအောင်မြင်သွားပြီဖြစ်လို့ CSO Academy platform ကိုစတင်အသုံးပြုလို့ရပါပြီ။